အားလုံးပဲပါ Driving Chocolate ကနေပြန်ကြိုလိုက်ပါတယ်ကျွန်တော် Chocolate ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် product လေးတစ်ခု review လုပ်ချင်တာဖြစ်ပါတယ်ဆိုတော့ဒီမှာကြည့်နေတဲ့တွေမှာကျွန်တော်တို့ hint check ကတိုက်တဲ့သူတွေဆိုရင်တော့ဒီ product လေးကအရန်ကိုတိုက်မိမှာပါကျွန်တော်လည်းအရင်တိုက်လို့ပါကျွန်တော် review လုပ်ချင်တဲ့ product လေးကတော့ Own Company ကနေထုတ်လုပ်ထားတဲ့ April လေးပဲဖြစ်ပါတယ်ဆိုတော့ဒါလေးတစ်ချက်ပြပါမယ်Okay ကျွန်တော်ချက် try ပြပါမယ်ဒီမှာဆိုရင် design ကလာပါညာအနေထားတော့ကိုမိုက်တယ်ပေါ့နော်ကုမ္ပဏီရဲ့ logo ကလည်းတကယ်ကို unique ဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီမှာပါတဲ့အစားချောင်းဆိုရင်လေချက်ပြိုကြီးဒေါ်လာဆိုတဲ့ဟာလေးပေါ့နော်အမြဲတမ်းချက်တိုင်းကိုသတိရတယ်မဟုတ်ဆိုတော့အကုန်လုံး overall review ပြရမယ်ဆိုရင်ရမ်းမိုက်တယ်ပေါ့နော်ရမ်းမိုက်တယ်ဆို texture ကိုcolor တွေပါရအောင်စင်ပြည့်ရဲ့ဒုက္ခလေးcolor လေးနဲ့ဆိုရင်ရွေးလို့ရတယ်ဆိုရင်သုံးခုရှိရပေါ့နော်ခဲအောင်ရှိမယ်ကျွန်တော်အခုဝတ်ထားတဲ့အမဲအောင်ရှိမယ်နောက်တော့အဲ့လိုမျိုးဒီစစ်စိမ်းအောင်ရှိမယ်ပေါ့နော်စိမ်းအောင်ရှိကျွန်တော်အမဲကြတော့အမဲပဲတက်ပေါ့ဆိုတော့ size အနေနဲ့ဆိုရင်လည်းက2မျိုးရှိရပေါ့ oversize ရှိမယ်နောက်တော့ free size ရှိရပေါ့နော်အခုဆိုရင်ကျွန်တော်ဆိုရင်ဒါ free size ပေါ့အရင်ကြီးလည်းမကြက်ဘူး free ဖြစ်တယ်ပေါ့နော်ဒီမှာကညမ်းမိုက်တာတခုဆိုရင်ကျွန်တော်ကျဲတီးရဲ့ဒီအိတ်ကက်ရဲ့ညမ်းမိုက်တယ်ပြီးတော့ logo ပေါ့ကျဲတီးကတော့အုံးကွန်နဲ့လုပ်ထားပါပေါ့နော်အုံးကွန်နဲ့လုပ်ထားတာကိုမှဒီမှာကျဲတီးပေါက်ပြဆိုရင်လည်းကိုနဲ့အဆင်ပြေတဲ့ size ရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုကကြတော့လေကျဲတီးပေါက်လေးကနည်းနည်းတော့သေးတယ်ကျွန်တော်ကက်ကြီးလေးနဲ့နည်းနည်းပြန်ညှက်ကလေးရရှိရပေါ့နော်ကျဲတီးကလည်းနည်းကြီးတော့နောက်တော့ကကက်တီးကဒီမှာဆိုရင်ဒီလိုမျိုးuniform ပုံစံလေးပေါ့နော်အဲ့ဒီကောင်လေးကrepresent လုပ်တယ်လို့ represent လုပ်တဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့ကိုကဘယ်လိုပြောမလဲလိုအပ်တဲ့သုံးဆောင်တစ်ခုလေးပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဝယ်တင်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ထင်ပါတယ်ကိုဝယ်နိုင်ပေါ့နော်အိတ်ကက်ဒီမှာဆိုရင်တော်တော်လေးဆန်နေပေါ့နော်ဒီကောင်ဆိုရင်လက်ဆန်နေပါတယ်ဆိုတော့ထည့်လို့ရတယ်ရှိရင်ပေါ့ကျွန်တော်မရှိတော့မထည့်ပါဖုန်းနေပါထည့်ထားပြရပါတော့ကိုဟင်းနေပါချက်ရင်းနဲ့ဆိုတော့လောက်ပါပဲရမ်းမိုက်ပါတယ်ဆိုတော့ကျွန်တော် Own Company ကို Own Company ရဲ့ page လေးကိုတစ်ချက် description မှာထားပေးပါမယ်ဆိုတော့ original ဆိုရင်တစ်ချက်တော့ကြည့်ပြရ